ဘသူပြောတယ်လို့အကလက်သေးဆုပ်ရဲ့မျက်မှောင်ကျုပ်ကပေါ်မေးလိုက်ပါတယ်အဲ့ဒီအခါနီကိုကငါပြောတာလို့ဝင်ဖြေလိုက်တယ်ငါကအဲ့ပေါ်မှာတခုခုရှိနေမယ်လို့မယုံဘူး Jules Friend ရဲ့ဒါနဲ့အမြင်အောင်ဆိုတဲ့စာအုပ်ထဲမှာလည်း Smart လူသားတွေဟာသိပ္ပံပညာရှင်တာဝန်ရဲ့ thinking ဖြစ်စဉ် theory ကိုလက်ခံလာတဲ့ညကျိုးသားတွေရဲ့ပုံစံဟာ အင်္ဂါကျိုးကိုပထမဆုံးအကြိမ်ဖြတ်ပြန်တန်းဆင်ရရှိခဲ့တဲ့ပုံရိပ်တွေအရအနီရောင်အင်္ဂါကျိုးကြီးဟာတက်ရှိနေနေထိုင်ရန်အတွက်မသိလျော်ဘူးလို့သိရှိခဲ့ရပါတယ်။ Chivalry ရှောင်းဝေတွေ့ရှိခဲ့တဲ့ဒူးမြောင်းတွေဟာအမြင်မှားခဲ့ဒီမကျိုးဆိုတဲ့ပုံရိပ်ကနေပြောင်းလဲသွားခဲ့ရပါတယ်။ အမြင်ချကြည့်ရလား တငယ်ချင်းတယောက်ကအချိန်မလောက်ဖြစ်တတ်တယ်လို့ပြောပြထားလို့ပြပွဲမပြီးခင်အပြင်ထွက်ပြီးတော့ရှောက်ကြည့်ရဲ့ VR ရှိပါတယ်